မင်္ဂလာပါစနေရှော့ချစ်တဲ့ညီကိုရေကျွန်တော်ကျူးလေးတွေကိုတနိုင်ငံလုံးပဲမမရတဲ့ဈေးနဲ့ရောင်းပေးမယ်ဒါကျွန်တော် TikTok စသုံးတဲ့အနေနဲ့promotion မဲ့ပြောမှာပါနော်အဲ့တော့ဒီလိုနှစ်ချောင်းတစ်စုံကိုကျွန်တော်က400နဲ့ရောင်းပေးမယ်ဒါ 0.45 နော်အစုံ30ယူမှလို့40ယူမှလို့မဟုတ်ဘူးအကုန်လုံးကလည်းခက်ခဲနေတဲ့အချိန်ဆိုတော့ညီကိုတွေ10စုံပဲယူရင်ကျွန်တော်စပို့ပေးမယ်0.45ကို10စုံပဲယူရင်ပို့ပေးမယ်4000ပို့ပဲစဝယ်ရပြီเนาะကျွန်တော်စီမှာဒါဘာလို့လဲဆိုတော့ညီကိုတွေအားလုံးလည်းအခက်အခဲဖြစ်နေကြတာဆိုတော့လေဒါ 0.5 ကိုလည်းတစ်စုံ400ပဲရောင်းပေးမယ်ကဲဒါ TikTok ထဲမှာပဲเนาะ TikTok ထဲမှာပဲလာဝယ်သူတွေတစ်စုံ400နဲ့ရောင်းပေးမယ်ပြီးရင် 0.55 အဝါတစ်စုံကို400နဲ့ပဲရောင်းပေးမယ်ဒါလဲเนาะပြီးရင် 0.6 အဖြူကြီးပေါ့အဲ့ကောင်ကြတော့တစ်စုံ900နော်ဒါလည်းဗမာမရပါဘူးဒီ900ဆိုတဲ့စီကဒါပေမဲ့ကျွန်တော်ရောင်းပေးမယ်နော်ပြီးရင် 0.65 အဖြူကြီးပဲဒါလည်းကျွန်တော်900နဲ့ရောင်းပေးမယ်ပြီးတော့ကျွန်တော်တို့တရုတ်ပြည်မှာတဲ့ခါကျရင် 0.4 က 0.4 တက်တက် 0.45 က 0.45 တက်တက် 0.5 က 0.5 တက်တက် 0.6 က 0.6 တက်တက် 0.5 က 0.5 တက်တက်လာတယ်နော်အဲ့ဒါကို 0.4 ကို0.45 ကို 4.8 လောက်ရှိတယ်ဆိုပြီးတော့မှ5ထဲထည့်ရောင်းလို့မရသလို 0.5 ကို 5.2 ကိုလည်း 5.5 ထဲထည့်ရောင်းလို့မရပါဘူးเนาะသူလာတဲ့အတိုင်းပေါ့လေကျွန်တော်တို့လာတဲ့အတိုင်းရောင်းပေးတာပါဘာတွေသွားသိတာလဲဆိုရင်ကျွန်တော်တစ်ချက်ပြပေးမယ်เนาะဒီမှာကြည့်လိုက်ဒါ 0.45 ပိုရเนาะ 0.45 ပိုရအလိတ်တူးတဲ့အနေထားကိုကြည့်လိုက် 0.45 ကနည်းနည်းသေးတယ် 0.5 ကနည်းနည်းကြီးတယ်ဒါ 0.55 အဝါ 0.55 အဝါကြောင့်နည်းနည်းပိုကြီးသွားတယ်ဒါ 0.6 နည်းနည်းသေးတယ် 0.55 ထက်တော့ကြီးတယ်ဒါ 0.65 0.6 ထက်တော့ကြီးတယ်နော်ဒါ 0.7 ဒါ 0.8 ဒါက 1.0 သူကတော့အကြီးပေါ့ 1.0 ကတော့နော်ဒီမှာကြည့်ဒုတယ်ကွာတယ်တွေ့လားအလိမ့်လိုက်ကိုနော် 0.5 0.6 0.75 7 8ပြီးတော့ချီယူဒါဒီတချို့လက်ကားတိုင်းနေမှာဆိုလဲ2500လောက်ရောင်းတယ်ပေါ့နော်လက်ကားပြန်ပေးနော်ဒါပေမဲ့ကျွန်တော်ကညီကိုတွေကိုကျွန်တော်မှားတာတတ်တာအတွက်ဒါ2000နဲ့ပေးမယ်နော်ပြီးတော့ဒါလေးတွေကျွန်တော်မှားတာတစ်မျိုးရောက်တာတစ်မျိုးဖြစ်သွားတယ်ဒါတရွံပေးရတယ်တရွံဆိုတော့600နဲ့ဆောင်းတာပေါ့နော်အဲ့ဒါလေးကျွန်တော်စီမှာအကွဲ90လောက်မှားပြီးရောက်လာတာအဲ့ဒါလေး1000နဲ့ရောင်းပေးမယ်နော်ပြီးတော့လက်စော့အကောင်ကြည့်လိုက်တန်းလိုက်ဝိုင်းရအကြီးကြီးပဲအရင်တော့သူများရဲ့ကြီးစက်ကြီးပါညာဆိုရောင်းလိုက်ဒါပေမဲ့ကျွန်တော်မှာတော့ကြီးစက်ကြီးမဟုတ်ပါဘူးတစ်စိတ်ကဒီတစ်စိတ်လေးနဲ့အဲ့ဒါလေး3000နဲ့ရောင်းပေးမယ်နော်โอเคပါညီကိုများTikTok Messenger နေလာဝင်အဲ့ဒီဈေးတွေနဲ့ရပါမယ်ခင်ဗျာအဲ့ဒါဘယ်အထိရမလဲဆိုတော့ကျွန်တော်4လပိုင်းကုန်ဒိုရီမို့5လပိုင်းကုန်ဒိုရီမို့ကျွန်တော်ဝယ်လို့ဈေးမတက်သမျှအဲ့ဒီတိုင်းရောင်းပေးမယ်ဗျာ TikTok ကနေပြီးတော့နော်ညီကိုနော်0.65 ဆိုရင်ကျွန်တော်900နဲ့ရောင်းပေးမယ်တစ်စုံ 0.55 ဆိုရင်400နဲ့ရောင်းပေးမယ်နော်โอเค